မော်နီပါစိတ်သွားတိုင်းကိုပါလွင်စနာတလုံးတော်ဝပြေးဝကြပါစီတစ်တော်ကတင်ငယ်ချင်းတွေအားလုံးပေါ့နော်ဒီနေ့လာပြောပြပေးမှာဗာလဲဆိုတော့လောက်တဲ့အခါမှာအာမြင်တဲ့သူနဲ့အာမြင်တဲ့သူရဲ့ခွာခြားချက်ကိုလာပြောပြပေးမယ်အာမြင်တဲ့သူတွေကဘာပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့အခါမှာပလန်ချတယ်ပြီးတော့ဇက်တိုက်လှုပ်ဆောင်တယ်နောက်ပြီးတော့တိုးတက်မှုအောင်မြင်မှုတွေကိုပဲအရေးစိုက်တယ်ပြီးတော့နာရီတွေစက္ကန့်တွေနာရီတွေကိုဘောနော်နာရီတိုင်းကိုအလေးထားတယ်ဘောနော်အရာတိုင်းဟာကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ပဲသူများကိုကိုယ်ပိုင်ပေးသင်ကအခုကြည့်နေတဲ့သူကတယောက်တည်းနေတတ်ပြီလားတယောက်တည်းနေတတ်ချင်းသင်ကအောင်မြင်တော့မယ်လို့ပဲမအောင်မြင်မဲ့လူကြတော့ဘယ်လိုလဲဆိုတော့သူကအစာပိုင်းကတော့ဟုတ်တယ်အစာပိုင်းကတော့ဟုတ်မလို့နဲ့အစာပိုင်းတော့သူလှုပ်ချင်းနဲ့ကိုင်းချင်းစိတ်တွေအရင်ရှိနေတာပြီးတော့နောက်ပိုင်းလည်းတဖြည်းဖြည်းရှူတော့ပြီးတော့ तू ကသူများဘောနော်သူများရဲ့ဆုံးဖြတ်ချက်ကိုပဲသူကယူတယ်ဘောနော်ကိုဆုံးဖြတ်ချက်နဲ့ကိုမနေကိုမပိုင်တဲ့သူတွေကဘယ်တော့မှအောင်မြင်မှာဘူးတင်းတယောက်တည်းမနေတတ်ရှင်လဲအောင်မြင်မှာဘူးဘာလို့ဆိုတော့အပေါင်းအသင်းမှတ်တယ်ဒါဆိုလို့ရှိရင်သင်ဟာအောင်မြင်တဲ့သူဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့အခုကြည့်နေတဲ့သူတွေမှာအောင်မြင်တဲ့သူဖြစ်ချင်လားမအောင်မြင်တဲ့သူဖြစ်နေမှာလားအားလုံးကိုကျေးဇူးတင်ပါတယ်မလားထိပါရှင် small subscribing business လုပ်နေပါတယ်လုပ်နေတဲ့သူပါ online စီးပွားရေးလုပ်နေတဲ့သူတွေကိုလည်းလမ်းမမရောက်အောင်ပြုပြင်ပေးနေတဲ့သူပါအားလုံးကိုကျေးဇူးတင်ပါတယ်